ဆက်လန်ကတော့နောက်ဆုံးနှစ်ထက်တန်းကျောင်းသူလေးတန်ပီနဲ့စတင်ထားပါတယ်။သူဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ရက်ပန်းပဲလိုတော့တာပါ။ဒါပေမဲ့ပြဿနာကသူကတင်ချဘာသာရက်မှာအရန်ရက်နေတာပါ။သူဟာတင်ချအခြေတန်းအမြင့်အိပ်ပျော်နေတယ်လို့ဆရာကစိတ်တုပ်ပြီးတစ်နှစ်မှသူ့ကိုကြောင့်တေပုတ်ပေါ်မှာပုတ်စာတွေ့ခိုင်းပါတယ်။ဒါပေမဲ့ဒုစံတိုင်းသူဘာမှမဖြေစင်းနိုင်ခဲ့ပါဘူး။စိတ်ပြတ်သွားတဲ့ဆရာကလူတိုင်းစစ်မှာသူ့ကိုစုဖို့ချိန်မော်ပါတယ်။ပြန်ရတဲ့အခါသူဟာစာလစ်လာတာကိုလီလူစုပြီးဖုတ်တော့တာနဲ့တချင်းနားထော်တာနဲ့ပဲအချိန်ကုန်နေပါတယ်။သူ့အမေကစိတ်တူတူနဲ့သူ့ကိုကြည့်ပြီးနင်သာတင်ချပို့စာတွေကိုတချင်းစာသားတွေကျက်တယ်လို့သာကျက်ရင်ပါရမီစင်ဖြစ်နေတော့ပြီလို့ပြောပါတယ်။တန်ပီဟာတင်ချရက်တဲ့ဒုက္ခကိုသူ့ဖေစီကစက်ခံထားတာဖြစ်ပြီးဒီပုံစံနဲ့ဆိုရင်ဘယ်တက္ကသိုလ်ကမှလက်ခံမှာမဟုတ်ဘူးလို့နောက်ပြန်ပြောဆိုပါတယ်။တန်ပီကိုဆက်အနောက်ဆက်အဖြစ်စီစုပ်ကတော့သူ့အမေက TV လိုင်းကိုသူအမြဲကြည့်နေကြလမ်းတွင်းကားတွေစီပြောင်းလိုက်တာပါပဲ။တန်ပီဟာလက်ဆောက်ပြီးအခန်းထဲကထက်ကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းအိမ်ကိုသွားပါတယ်။သူ့တငယ်ချင်းကဒါဟာနင်တက်ကတူတက်ဖို့နင်းရဲ့နောက်ဆုံးအခွင့်အရေးပဲအခုကျဆိုရင်နင့်မှာအနာဂတ်စိတ်မှာမဟုတ်ဘူးသွားဆရာနေရလဲစိတ်မှာမဟုတ်ဘူးလို့ထပ်ပြီးသတိပေးပါတယ်။နောက်တစ်နေ့မနေ့မှာတန်ပီဟာအဲ့ရနိုးနောက်ကျပြီးစာမေးပွဲကြီးဖြေဖို့အချိန်နောက်ကျပြီးထွက်လာခဲ့ပါတယ်။ထွက်သွားချိန်မှာသူ့အမေကကြောင်းကောင်းကောင်းရအောင်အကောင်းဆုံးကြိုးစားခဲ့ဖို့အားပေးလိုက်ပါတယ်။တန်ပီဟာအထူးသဖြင့်တင်ချအပိုင်းအတွက်အရန်စိတ်လုံစားနေပါတယ်။ဒါပေမဲ့စာမေးပွဲခန်းကိုမရောက်မချင်းဘတ်စကားပေါ်မှာစာလစ်လာဖို့ကြိုးစားပါတယ်။သူကားပေါ်ကဆင်းပြီးအပြေးသွားပြီးမဲ့ထီးယူလာဖို့မေ့သွားခဲ့ပြီးစာမေးပွဲခန်းအနည်းကိုရောက်တဲ့အခါကြောက်စိတ်တွေလွှမ်းမိုးလာလို့သူအစင်သိမဖြစ်သေးဘူးဆိုပြီးကြဆုံးမဲ့အရေးကိုရင်ဆိုင်ရမယ့်အစားထွက်ပြေးဖို့စဉ်းစားရင်းထိတ်လန့်လာပါတယ်။တဲထန်စွာရော်နေတဲ့မိုးထဲမှာသူထိုင်နေရင်စိတ်ဓာတ်တွေကြကငါသာပြောက်ကွယ်သွားရင်ကောင်းမှာပဲလို့တိတ်တဆိတ်ဆွတ်တောင်းနေမိပါတယ်။သူ့စိတ်မှာမူရည်ကြောင့်ဖြစ်နေတဲ့ရေအိုင်ငယ်လေးတစ်ခုရှိနေပါတယ်။အဲ့ဒီရေအိုင်နာကိုဒူသွားတဲ့အခါရုတ်တရက်ထူဆန်းတာတစ်ခုဖြစ်သွားပါတယ်။သူဟာထူဆန်းတဲ့အဝတ်အစားတွေကိုထားပြီးမိုးရွာဖို့စုယုံစုတောင်းနေတဲ့လူအုပ်ကြီးကိုသတိထားမိလိုက်ပါတယ်။မိုးမရွာတာ၃နှစ်စိတ်ပြီးဖြစ်ကြောင်းနဲ့မိုးခွန်လို့လူတွေသေဆုံးနေကြကြောင်းသူတို့ကပြောနေကြပါတယ်။ရုတ်တရက်ဒံပီဟာအဲ့ဒီရေအိုင်တွေကိုပြုတ်ကျသွားပြီးရေနစ်တလို့ဖြစ်သွားပါတယ်။ဒါပေမဲ့သူပေါ်လာတော့တခြားကဘာတစ်ခုကိုရောက်သွားပါတယ်။စဝေစဝါဖြစ်ပြီးဘေးကလူတွေကိုဒါနန်းတွင်ကာရက်နေတာလားလို့စမေးပါတယ်။ဘယင်ကသူရဲ့ထူဆန်းတဲ့အပြုတ်မှုကိုမြင်ပြီးထိတ်လန့်သွားကမင်းကမိတ်ဆာလာလို့အော်မေးပါတယ်။သူကလည်းတတုတ်ရင်ရင်နဲ့မဟုတ်ပါဘူး။သမင်းကအထက်တန်းကျောင်းသူပါလို့ဖြေပါတယ်။ဒါပေမဲ့သူပြောလိုက်တဲ့စကားကသူတို့အတွက်တော့မောင်ကာထာမန္တန်တစ်ခုလိုကြားနေရပြီးဘိုးလို့တောင်ကြောက်သွားစေပါတယ်။ရုတ်တရက်အဆောက်တွေကဓာတ်တွေထောက်ပြီးသူ့ကိုဝိုင်းလိုက်ကြပါတယ်။ဒါတွေကတကယ်အစ်စ်ဆိုတာသိသွားတဲ့အခါသူဟာထိတ်လန့်သွားပြီးကျမဘာလို့ဒီကိုရောက်နေလဲဆိုတာသိတယ်။ဖခင်သခင်ကျေးဇူးပြုပြီးမိုးရွာပြပါလို့ကြိုးသလိုလက်ရန်ပြောဆိုလိုက်ရပါတယ်။လူတွေကသူ့စကားကိုစွတ်တော်မဆလို့လိုက်ဆိုကြပါတယ်။ဒါပေမဲ့သူတို့ကောင်းပြန်မော့လာတဲ့အချိန်မှာတန်ပီကထွက်ပြေးသွားခဲ့ပြီးဘာသာရေးဝတ်စုံတွေစီးတဲ့နေရာကိုရောက်သွားပါတယ်။သူဟာကျောင်းတော်ကဘရောဟိတ်တယောက်လိုအသွင်ပြောင်းပြီးဘယင်နဲ့အစီအဝေးလုပ်တဲ့နေရာကိုခိုးဝင်သွားပါတယ်။အစီအဝေးမှာဘယင်ကအယူသင်မှုတွေအပေါ်အားကိုးတာကိုရပ်တန့်ရမယ်။အဲ့ဒီအစားတန်ပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့တိုက်ပံပညာရက်နဲ့တင်ချပညာရက်ကိုလေ့လာရမယ်လို့ရုတ်တရက်ကြေညာပါတယ်။ဒါပေမဲ့ဘရောဟိတ်အကြီးအကဲကကန့်ကွက်ပါတယ်။ဒါဟာအထိပ္ပယ်မစေတဲ့အန်ဒီရဲ့ဖြစ်ကြောင်းတင်ချဆိုတာနောက်ထပ်အယူသင်မှုတစ်ခုသာဖြစ်ပြီးတဘာဝတရားကိုရင်းမြချင်းတွေနဲ့နားလည်ဖို့ဆိုတာမဖြစ်နိုင်ကြောင်းပြောပါတယ်။မိုးခွန်ရတဲ့အစစ်အမှအကြောင်းရင်းကနတ်ဖျားတွေကဘယင်ကိုစိတ်ဆိုးနေလို့ဖြစ်ကြောင်းမိုးရွာဖို့တခုတည်းသောနိလန်ကဘယင်ဟာမင်းဖျားနဲ့အတူတန့်စင်သောဝိပြုတ်စွတောင်ပွဲကိုပြုလုပ်ဖို့ပဲဖြစ်ကြောင်းသူကအခမ်းမှာဆိုပါတယ်။တန်ပီဟာအစီအဝေးကနေတိတ်တဆိတ်ထွက်သွားပြီးသူ့ဖော်ကိုလိုက်စားပြီးမဲ့ပြန်ဖမ်းခံရပါတယ်။ဘယင်ရောက်လာတာကိုစောင့်နေတော့သူကမိုးရွာတာနဲ့ငါပြန်လို့မှာပါလို့တွေးနေစီမှာပဲဘယင်ကမိုးမရွာတာ၃နှစ်စိတ်ပြီလို့ပြောလိုက်တဲ့အတွက်သူအံ့ဩသွားပါတယ်။ဘယင်ကသူ့ကိုမကြိုက်ကြောင်းနဲ့သူ့ကိုချက်ချင်းကွက်မြက်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်။သူထိတ်လန့်သွားပြီးကျေးဇူးပြုပြီးခဏဆောက်ပါ။သမင်းကအနာဂတ်ကလာတဲ့ကျောင်းသူပါဒီကိုအမတ်မထင်ရလာတာပါလို့တောင်းပန်ပါတယ်။တမိုင်းအကြောင်းအများကြီးသိတယ်လို့ပြောပြီးဖြောင်းဖျဖို့ကြိုးစားပေမဲ့မရတဲ့အခါသမင်းကတင်ချမှလည်းအရန်တော်တယ်လို့ချက်ချင်းထပ်ပြောလိုက်ပါတယ်။စိတ်ဝင်စားသွားတဲ့ဘယင်ကကွက်မြက်တာကိုဆိုင်ငံလိုက်ပြီးတက်တည်ပြဖို့ပြောပါတယ်။ဘယင်ကသူ့ကိုဘယ်တာကိုတဲ့တီယိုရာပုတ်စာတစ်ပုတ်တွဲခိုင်းပါတယ်။ပထမတော့သူစဝေစဝါဖြစ်ပြီးဒါကဘယ်တာကိုတဲ့တီယိုရာမှာတည်သွားတဲ့အခါချက်ချင်းတွဲပြလိုက်ပါတယ်။ဘယင်ကအရန်အော့သွားပြီးသူ့ရဲ့ပြန်ဆေးတွေတောင်ဒီပုတ်စာကိုတွဲဖို့၃ရက်လောက်ကြာတက်တာလို့ပြောပါတယ်။အဲ့ဒီအချိန်က
ကစားပြီးလူတိုင်းကတန်ဘီကိုကိုဆန်ဆိုတဲ့အမျိုးသားပညာစစ်တယောက်လိုဆက်ဆံကြပါတယ်ဘယင်ကသူ့ကိုတာဝန်တစ်ခုပေးပါတယ်အဲ့ဒါကတော့ပြည်သူတွေကိုတင်ချတင်ပေးဖို့ပါသူအောင်မြင်ရင်အိမ်ပြန်ခွင့်ပေးမယ်လို့ဆိုပါတယ်ဒါပေမဲ့ဘယင်ကပထမဆုံးကြောင်းသားဖြစ်လာပြီးကိတ်ကနန်းတွေကိုတောင်မရည်တက်တာကိုသိလိုက်ရတဲ့အခါတန်ဘီအော်သွားပါတယ်သူကအခြေခံကနန်းတွေအပေါင်းအနောက်ကစပြီးအမြတွေအထိဆက်စေလက်စေတင်ပေးပါတယ်နောက်ဆုံးမှာတော့သူတို့ဟာတခြားမျိုးကဂီတပညာရှင်တယောက်နဲ့တင်ချပြန်ပွဲအတွက်ပြင်ဆင်ကြပါတယ်တန်ဘီသာဆုံးရင်အဖြစ်ပေးခံရမှာပါသူဟာဘယင်ကိုရဲရဲဝံ့ဝံ့စိတ်ခေါ်ပြီးဘယင်ကတင်ချမှာတွေ့တဲ့အခါစိတ်တူတူနဲ့သူ့ကိုရမ်းမိပါတယ်အဆောက်တွေကဘယင်ကိုထိမိတဲ့အတွက်တက်ဖို့ပြေးလာကြပေမဲ့ဘယင်ကသူတို့ကိုတာပြီးရီမောလိုက်ပါတယ်မိဖုရားလာလေတဲ့အခါတိုင်းသူတို့ဟာတင်ချစာရွက်တွေကိုဝတ်ထားပြီးဂီတလေ့ကျင့်နေအောင်ဆောင်ကြပါတယ်ဒီနေ့မှာဘယင်ကတန်ဘီဖက်ဆိုင်နေတာကိုသတိပြုမိပြီးအတူတူထမင်းစားဖို့ဖိတ်ခေါ်ပါတယ်ဒါပေမဲ့သူကအစားအစာတွေကိုမကြိုက်လို့ဘယင်ကိုမိဖို့ချောင်းတဲ့ခေါ်သွားပါတယ်သူလွယ်အဲ့တဲ့ကပါလာတဲ့ပါဝင်ပစ္စည်းတွေကိုတုပ်ပြီးဘယင်ကိုအရသာစေတဲ့အထင်စားခောက်ဆွဲလှုပ်ကြွေပါတယ်ဆက်ပေမဲ့ဘယင်ကသဘောကျသွားပါတယ်သူကရေပေးတဲ့အခါမှာလည်းဒီအပူတန်ကိုကြိုက်တယ်လို့ဆိုကဘယင်ကရင်းလိုက်ပါတယ်နောက်တစ်နေ့မနေ့မှာနန်းတော်တစ်ခုလုံးဘယင်ကြီးအော်ဟစ်နေတာကိုကြားလိုက်ရပါတယ်တန်ဘီသွားကြည့်တဲ့အခါဘယင်ကသူ့ကိုကြိတ်စာတိုက်တယ်လို့ထင်ပြီးမျက်နှာမှာအဆောင်လက်ဖက်တစ်ခုကတ်ထားတာကိုတွေ့လိုက်ရပါတယ်တန်ဘီကမျက်လုံးလန့်ပြီးချစ်ဆောင်ပါဦးလူဆန်းကောင်းကြီးရဲ့ဒါကခောက်ဆွဲပါမောင်တက်မဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ဘာမောင်တက်မှမဟုတ်ပါဘူးငရုတ်တီးတွေကသူ့ပိုက်ကိုဒုက္ခပေးတာပါသူကအဲ့ဒီလိုပြောလိုက်တော့ဘယင်ကပိုက်ဆိုတာပါလေလို့မေးပါတယ်ဒါနဲ့တန်ဘီကထိုင်ပြီးပိုက်ဆိုတာပါလေဦးဆိုတာပါလေနှလုံးအကြောင်းနဲ့ရင်ဘက်ကိုလက်တင်ကြည့်ရင်နှလုံးခုတ်တောင်ကိုခံစားရမယ်ဆိုတာတွေကိုစဉ်းပြပါတယ်ဒါပေမဲ့ဘယင်ကဘာမှမခံစားရဘူးလို့ပြောပါတယ်သူကပြုတ်ပြီးရပါတယ်ဒီနေ့မှာအစင်ချရမယ့်သူနဲ့တွေ့ရင်အလိုတိတ်လာပါလိမ့်မယ်လို့ပြောပါတယ်ဘယင်ကသူ့ရဲ့အသိပညာတွေအပေါ်အံ့ဩသွားပါတယ်သူ့ကိုပါရမီရှင်ပညာစစ်တယောက်လိုမြင်လာပြီးဘယင်ကတော်ဝင်ပညာစစ်အလုပ်ကိုတင်ချတယ်မကပဲသိပ္ပံပညာကနေစိုက်ပျိုးရေးအထိအကုတ်တင်ပေးဖို့တောင်းဆိုပါတယ်အဲ့ဒီညမှာဘယင်ကသူ့ကိုလိမ်မောင်တီးကျွေးပါတယ်သူကရိုးရိုးတန်းတန်းပဲကျေးဇူးပဲလို့ပြောလိုက်တဲ့အတွက်ဘယင်ကစိတ်တူသွားပါတယ်မင်းကလေလွင့်နေတဲ့သူပဲဒီအသီးကိုအနည်းဆုံး3ရက်လောက်သိထားတဲ့နေမင်းကကောင်းချီးတွေကိုတံပိုးမထားဘူးလို့ပြောကသူကရည်ပြီးဒါလိမ်မောင်တီးတလို့ပဲလေတိတ်ပြီးပို့မနေပါနဲ့လို့ပြောပါတယ်နောက်ပိုင်းမှာသူတို့နှစ်ယောက်နန်းတော်ရင်ပြည်မှာဘလုံးကစားကြပါတယ်တန်ဘီကဘယင်ကိုနှိပ်ပေါ်များစွာတွင်ပထမဆုံးအကြိမ်ပြေးအောင်လုပ်နိုင်ခဲ့ပါတယ်နောက်တစ်နေ့မှာဘယင်ကသူ့ရဲ့အနာဂတ်ကျင်ရတော်နဲ့ထိုင်နေရင်ဒီညမှာသူ့ရဲ့ဟင်းရည်ထဲမှာမောင်အချစ်စေးရည်ကိုခတ်ကျွေးမှဖြစ်ပြီးအဲ့ဒီနောက်မှာသူတို့ချက်ချင်းလက်ထည့်ကြမယ်လို့ပြောပါတယ်ဒါပေမဲ့ကကြမ္မာကတခြားစီဖြစ်လာပါတယ်အဲ့ဒီဟင်းရည်ကတန်ဘီလက်ထဲရောက်သွားပြီးသူဟာအရန်ထူးဆန်းတဲ့အပြုတ်မှုတွေလှုပ်လာပြီးနန်းတော်ထဲမှာပဲအိပ်ပျော်သွားပါတယ်သူနိုးလာတဲ့အခါဘယင်ကိုအကြိမ်တောင်းပန်ပါတယ်ဒါပေမဲ့ဘယင်ကဘာမှမဖြစ်ဘူးကိုဆန်းမေးလိုက်ပါလို့ပဲပြောပါတယ်သူတို့အပြင်မှာလမ်းဆောက်ထွက်ကြတဲ့အခါဘယင်ကမင်းသားတောင်အောင်မြင်ကောင်းစီမှာရာထူးကြီးရမယ်တော်ဝင်မြင့်တကောင်လောင်ရအောင်မယ်လို့ပြောပါတယ်ဒါပေမဲ့သူကဂျမဘာမှမလုပ်ချင်ပါဘူးမိုးရတာနဲ့ဂျမကဘာကိုပြန်တော့မှလို့ပြောပါတယ်ဘယင်ကဒါဆိုရင်အခုကစပြီးငါ့ကိုဘယင်တရားလို့မဆက်ဆံနဲ့ငါတို့ကအချင်းချင်းပဲတန်းတူပဲလို့ပြောပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာဘေဒုက္ခရောက်လာပါတယ်တန်ဘီဟာဘယင်ကိုလောင်ပြောင်မှုနဲ့အဖမ်းခံရပါတယ်သူ့ကိုခြေလက်တွေချီနှောင်ပြီးနှိပ်စက်ဖို့ပြင်ကြနေစဉ်ဘယင်ကကြားဝင်တားဆီးပြီးဒီပညာစစ်လေးမှာတံဖိုးစေးတဲ့အသိပညာတွေစိတ်ကြောင်းပရောဟိတ်တွေကိုဆင်ပြပါတယ်ဒါပေမဲ့ပရောဟိတ်တယောက်ကအခွင့်အရေးကိုအရယူပြီးကောင်းပြီးဒါဆိုရင်ကျွန်တော်ကိုယ်တိုင်စမ်းသပ်မယ်သူ့မှာအချိန်နှစ်ပတ်စီတယ်အဲ့ဒီအချိန်တွင်မိုးမရွာရင်သူ့ကိုကွဲမြဲရမယ်လို့ပြောပါတယ်တန်ဘီလက်မစော့ပါဘူးသူအဆက်မပြတ်လေ့လာတယ်အရာရာကိုတွဲချက်တယ်နန်းတွင်းဂီတပညာရှင်ကလည်းသူ့ကိုမိုးရိပ်ချိန်တိုင်းဆက်တိဆောက်ဖို့ကိုရင်ပေးပါတယ်အဲ့ဒီနောက်ဘာတတိပေးချက်မှမရှိပဲကောင်းကင်ကနေမိုးတွေတဲထန်စွာရွာချလာပါတော့တယ်တန်ဘီဟာဝမ်းသာလွန်လို့ရင်ထဲမှာမျက်ရည်တွေပြည့်စံသွားပါတယ်ဒါပေမဲ့ဘယင်ကသူပြောခဲ့တဲ့စကားကိုရုတ်တရက်တတိယသွားပြီးမိုးရွာရင်သူထွက်သွားမယ်ဆိုတဲ့စကားပါဘယင်ကသူစိတ်တဲ့အဆောင်ကိုပြေးသွားတဲ့အခါမိုးရေချိတ်တိုင်းဆက်စစ်မှာဝမ်းနဲ့ပတ်လက်ဝင်နေတဲ့တန်ဘီကိုတွေ့လိုက်ရပါတယ်ဘယင်ကမင်းအခုချက်ချင်းထွက်ပြေးရမယ်ငါဒါအတွက်ပြင်ဆင်ထားတယ်မင်းဆက်စီသွားရမယ်တင်ဘောကမင်းကိုစောင့်နေတယ်လို့ပြောပါတယ်ဒါပေမဲ့သူကကောင်းခါလိုက်ပါတယ်ကျမဘွားတစ်ခုလုံးထွက်ပြေးနေခဲ့ရတာကျမဒီကိုရောက်လာတာလေကျမရဲ့ကဘာကနေထွက်ပြေးဖို့ကြိုးစားရင်ရောက်လာတာလို့ပြောပါတယ်အဲ့ဒီအချိန်မှာပရောဟိတ်အကြီးကဲနဲ့တဲတစိတ်ပူပေါင်းနေတဲ့နန်းတွဲဂီတပညာရှင်ရောက်လာပါတယ်တန်ဘီဟာအနာဂတ်ကလာတာတကယ်ဖြစ်နိုင်တယ်လို့ယုံကြည်နေတဲ့ပရောဟိတ်ကသူ့ကိုတက်ဖို့ဂီတပညာရှင်ကိုအမိန့်ပေးထားတာပါဂီတပညာရှင်ကပရောဟိတ်ကိုဒါသာအမှဆိုရင်သူကဘလို့တော်အနေနဲ့ရှိတယ်သူ့ကိုဖယ်ရှားပြရမယ်လို့ပြောပါတယ်ဂီတပညာရှင်ကဒန်ဘီကိုခေါ်သွားပြီးမြင်းပေါ်တင်ကတောအုပ်ထဲ
တဲ့အထိဒုံဆန်းနင်းသွားပါတယ်အဲ့ဒီမှာသူကမင်းကမိန်းကလေးမငါသိတာကြပါပြီဒါပေမဲ့ငါကလူကောင်းတယောက်ပါမင်းရဲ့လိုဝဲချက်ကငါစီမလုံခြုံပါတယ်လို့ပြောပါတယ်ဒါဟာရွယ်ချက်စစ်စစ်လောက်တာမဟုတ်ကြောင်းသူကစင်ပြပါတယ်သူရခဲ့တဲ့အလောက်ကရုပ်ချလေးတယောက်အတွက်ကလန်းချက်ဖြစ်နေလို့သူယူခဲ့ရတာပါတစ်ဖက်မှာလည်းနန်းတွင်းထဲမှာပရောဟက်အကြီးအကဲကတံပြေတီပေးခဲ့သမျှအရာရာကိုဖျက်ဆီးပြရမယ်လို့ဘယင်ကိုနားချဖို့ကြိုးစားနေပါတယ်အထူးသဖြင့်သူတီထွင်နေတဲ့စာရေးအသားအသစ်ကိုပါသူတို့ဟာရိုးရာကိုပဲထိတ်သိမ်းရမှာဖြစ်ပြီးအဲ့ဒီကောင်လေးရဲ့ဩစာကိုဖယ်ရှားရမယ်လို့ဆိုပေမဲ့ဘယင်ကဒါကိုလက်မခံနိုင်ပါဘူးသူမြင်းစီးပြီးနန်းတော်ကနေထွက်ကသူ့ကိုလိုက်စားပါတော့တယ်တော်အုပ်ထဲမှာတော့အဆောက်တွေကဒံပီနဲ့ဂီတပညာရှင်ကိုနောက်ဆုံးမှဖမ်းမိသွားပါတယ်ဂီတပညာရှင်ကသူ့ကိုထွက်ပြေးခံပြီးအဆောက်တွေကိုတိုက်ခိုက်ကတားဆီးပေးထားပါတယ်မိဖုရားကိုယ်တိုင်ခြေထောက်မှာသွေးအချင်းချင်းနေအောင်အပြေးရောက်လာတဲ့အထိပါပဲဒံပီဟာလမ်းတစ်ဆောက်ဆက်ဆောက်သွားရင်လမ်းခွဲတစ်ခုကိုရောက်တဲ့အခါဘယ်သွားရမလဲမသိတော့ပါဘူးအဲ့ဒီအချိန်မှာဘယင်ပြောခဲ့မှုတဲ့နေမင်းကြီးဟာဘယင်ရဲ့နိုင်ရည်ပဲဆိုတာကိုသိရသွားပါတယ်ဒါနဲ့သူဟာနေအောင်ချီအတန်လိုက်သွားခဲ့ရာပင်လယ်ကမ်းခြေကိုရောက်သွားပါတယ်အဲ့ဒီမှာဘယင်ကသူ့ကိုစောင့်နေပါပြီအဲ့ဒီညမှာသူတို့ဘေးချင်းစင်ထိုင်ရင်ကျဲတွေကိုကြည့်ကြပါတယ်သူကအနာဂတ်ကကျမတို့စီမှာဒီလိုကျဲတွေကိုမမြင်ရဘူးအလင်းစောကျဲတွေကိုပဲမြင်ရတယ်လို့ပြောပါတယ်ဘယင်ကအခုချစ်ဆံမင်းမြင်နေရတဲ့ကျဲတွေကမင်းမြင်ရှင်တဲ့ကျဲတွေပဲဒါပေမဲ့မြင့်သေးချာဆက်ကြည့်ရင်ကျဲတွေကအများကြီးမြင်လာလိမ့်မယ်အဲ့ဒီကျဲတွေကအမြဲစိတ်နေတာပါမင်းမြင်ဖို့စုပ်ဖြစ်လိုက်တဲ့အခါမှာပေါ်လာတာပါမျက်လုံးကနှလုံးသားမြင်ချင်တာကိုပဲမြင်တာပါလို့ပြောပါတယ်ခဏလောက်တိတ်ဆိတ်သွားပြီးနောက်ဘယင်ကသူ့ကိုချစ်ချောင်းဝင်ခံလိုက်ပါတယ်မင်းဆိုးမင်းနွယ်တွေတင်မကပဲတာမန်လူတွေပါလစ်လာနိုင်ဖို့ပိုလဲကူတဲ့ဘာသာစကားအသစ်ကိုတီထွင်ခြင်းတယ်လို့ပြောပါတယ်သူကရုတ်တရက်တခုခုကိုတရိယာသွားပြီးအနာဂတ်ကပါလာတဲ့ပတ်စံကိုထုတ်ကြည့်လိုက်တဲ့အခါဘယင်မျက်နှာရက်နှိပ်ထားတာကိုတွေ့လိုက်ရပါတယ်ပရောဟက်အကြီးကဲကအံ့ဩစရာကောင်းလာအောင်သဘောတူလိုက်ပြီးပြည်သူကိုအကျိုးပြုတဲ့ဘယ်သူကိုမဆိုအဆုပေးသင့်တယ်လို့ပြောပါတယ်ကိုဆန်ကိုရောဘယ်လိုထင်တယ်လဲလို့သူကမေးပါတယ်ဒါပေမဲ့နန်းတွင်းကတခြားဘယ်သူမှဒါကိုသဘောမတူကြပါဘူးကိုဆန်ကိုနှင်ထုတ်ရမယ်ဒါမှမဟုတ်ကွက်မြက်ရမယ်လို့သူတို့ယုံကြည်နေကြပါတယ်ဒါပေမဲ့တံပီကဘယင်ကိုတင်ချာစာရေးသားမှုနဲ့ကြိုးကြောင်းဆင်ခြင်မှုတွေကိုပရောဟက်တွေမသိအောင်တိတ်တဆိတ်ဆက်တင်ပေးနေပါတယ်ဒီနေ့မှာနန်းတော်ထဲလမ်းဆောက်ရင်မိဖုရားကတိတ်တဆိတ်ပေါ်ပြီးအစားအစာကိုစားနေတာကိုတွေ့သွားပါတယ်မိဖုရားကိုအလေးချိတ်တက်ပြီးအလှပြဲမှာဆိုလို့အစားအများကြီးမစားဖို့တားမြင့်ထားကြတာပါတံပီကသူ့ရဲ့အသင်စားခောက်ဆွဲဘူးလေးကိုပေးလိုက်ပါတယ်မိဖုရားကလက်ခံပြီးသူတို့နေရာစကားတွေပြောကြရင်အဲ့ဒီအချိန်ကစပြီးတကယ်ချင်းတွေဖြစ်သွားကြပါတယ်ရဲ့အနေငယ်အကြမှာမိဖုရားကဘယင်ကြီးစီသွားပြီးသူ့အကုတ်တိတ်နေကြောင်းပြောပါတယ်သူကမဲတော်ကြီးကိုလည်းအသိပေးထားပြီးပါပြီဘာလို့လဲဆိုတော့မိန်းကလေးဖြစ်တဲ့တံပီကိုဘယင်ရဲ့ကိုလို့တော်တရားဖြစ်စေခြင်းလို့ပါရုတ်တရက်တံပီဟာသူနားမလည်တဲ့အရာတစ်ခုအတွက်ပြင်ဆင်ခြင်းခံနေရပါတယ်နန်းတွင်းစေခံတွေကသူ့ကိုဝှဆော်တွေဆင်ပေးပြီးမိတ်ကပ်တွေလိပ်ပေးနေပါတယ်သူဘာဖြစ်နေမှမသိသေးပါဘူးဘယင်နဲ့အတူဝင်လွဲပန်းအနားယူဖို့ပြင်ဆင်နေတာဖြစ်ပြီးသူဟာဘယင်ရဲ့ပထမဆုံးအမျိုးသမီးဖြစ်လာတော့မယ်ဆိုတာကိုသိသွားတဲ့အထိပါပဲဒါကိုသိလိုက်တဲ့အခါမှာသူထိတ်လန့်သွားပြီးဘေးကလူတွေကြားကနေထွက်ပြေးပါတော့တယ်အစိခံအကြီးကဲတယောက်ကဘယင်ကြီးစီချက်ရှင်သွားတဲ့ပို့ပါတယ်ဘယင်ကသူ့ကိုလိုက်စားပြီးနောက်ဆုံးမှတွေ့သွားပါတယ်ဘယင်ကသူ့လက်မောက်ကိုဆွဲပြီးအခန်းတစ်ခုထဲခေါ်သွားပါတယ်တံပီကအစင်ကကျမတို့တငယ်ချင်းပဲနေမယ်လို့ပြောထားတာလေကျမကအသက်19နှစ်ပဲရှိသေးတာလို့အော်ဟစ်ကန့်ကွက်ပါတယ်ဘယင်ကရေပြီး19နှစ်လားဒါဆိုရင်မင်းကလူကြီးဖြစ်ဖို့အနည်းဆုံး3နှစ်လောက်ကြံသေးတာပေါ့မင်းကခလေးမဟုတ်ပါဘူးပြီးတော့မင်းမိန်းကလေးမှသိတာလဲကြာပါပြီငါမင်းကိုမထည့်ရသေးပါဘူးဟုတ်တယ်မလားဒါပေမဲ့ဒီကတော့မင်းဒီမှာနေရမယ်လူတိုင်းကစောင့်ကြည့်နေကြတာစိတ်မပူပါနဲ့ငါမင်းကိုအစင်လဲစာဖြစ်မှာမဟုတ်ပါဘူးအမှန်ကငါမင်တော်ကအရန်ကောင်းပါတာဘယ်သူမှသူ့ကိုအလွယ်တကူဖြောင်းဖြလို့မရဘူးလို့ပြန်ပြောပါတယ်နောက်တနေ့မနေ့မှာတံပီကကင်တပညာရှင်နဲ့သွားစကားပြောပါတယ်သူကမင်းအနာဂတ်ကိုတကယ်ပြန်ချင်တာလားလို့မေးပါတယ်ဒါပေမဲ့သူဘာမှပြန်မပြောပါဘူးနှလုံးသားကဒေဟဖြစ်နေပါတယ်သူဟာတယောက်တည်းထွက်လာပြီးထိုင်နေတော့မင်းဖျားရောက်လာပြီးတယောက်ကသူ့ကိုတွေးချင်နေတယ်လို့ပြောပါတယ်တံပီနန်းတော်တဲကိုဝင်သွားတဲ့အခါသူ့ရဲ့အမေအစီနဲ့လှုပ်ချင်းတစ်ထက်ထဲတူတဲ့မေတော်ကြီးနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရပါတယ်သူဘာကြောင့်ကိုနေရမှာဘယ်သူမှနားမလည်နိုင်လောက်အောင်သူဟာအကြီးကျယ်ကိုကြွေးပါတော့တယ်အဲ့ဒီရမှာသူဟာဘယင်ရဲ့နတ်ခတ်ဗေဒစနစ်တိကိုတွားကြည့်ပါတယ်အဲ့ဒါကသူကိုယ်တိုင်ကိုရင်ဖန်တီးပေးခဲ့တာပါဒါကဘယင်တိုင်းပြည်ရဲ့ရက်တွေလတွေကိုတိတိကျကျမှတ်သားနိုင်ဖို့ကိုရင်ပေးမှာပါအဲ့ဒီနောက်ဘယင်ကသူလှုပ်ဆောင်နေတဲ့တခြားအရာတစ်ခုကိုကြည့်ဖို့ပိတ်ခေါ်ပါတယ်သူဟာအခရာ22လုံးပါတဲ့စာရေးသားမှုစနစ်တိကိုတည်ထွင်ခဲ့ပညာစိတ်တွေတင်မကပဲဘယင်ကလူတန်းလေ့လာနိုင်ဖို့ရည်ရွယ်တာပါသူတို့ခမ်းမကြီးရဲ့အလက်ကိုဆောက်လာတဲ့အခါဘယင်ကသူ့ကိုအခမ်းအနားထိုင်ကုန်မှာထိုင်ခံပါတယ်အဲ့ဒီနောက်လက်ထက်ရှင်ရဲ့တကေတာဖြစ်တဲ့တော်ဝင်စံတော်လေးကိုသူ့ကောင်းမှာဆင်မြပေးပြီးသူ့နာမှာထောက်ရနေဖို့တောင်း
င်းဆိုပါတယ်တံပီကကိုပြီးပြောလိုက်တာကကျမမနေနိုင်ဘူးမိုးရွာရင်ပြန်မယ်လို့ကိုကတိပေးထားတာပါကျမအမေကကျမကိုစောင့်နေတယ်ကျမကိုယုံကြည်နေတာလို့ပြောပါတယ်ဘယင်ကဒါဆိုရင်သူ့ကိုသွားတိတ်ပြီးမှပြန်လာခဲ့လေဒီမှာအတူတူနေကြရအောင်လို့ယဉ်သားစွာပြန်ပြောပါတယ်ဒါပေမဲ့သူကထပ်ပြီးငင်းလိုက်ပါတယ်ဘယင်စိတ်မစေတော့ပဲမိမှန်ပါတယ်အနာကဒီထက်ပိုကောင်းတာပေါ့ယောဂတွေထူပြောနေတဲ့ဒီမှာထက်ဆိုင်ပေါ့မင်းကြတာလို့တော့လို့ဒေါသတကြီးပြောပြီးဝမ်းနဲ့စွာနဲ့ထွက်သွားပါတယ်သူခမ်းမထဲမှာငြိမ်ငြိမ်လေးရက်နေတော့ရုတ်တရက်ကောင်းကိုအရက်ခံရပြီးတရိပ်မိသွားပါတယ်တဆုပ်တယောက်ကသူ့ကိုဓာတ်နဲ့ထိုးပြီးအဲ့ဒီအဆောက်အဦတစ်ခုလုံးကိုမီးဆိုးပြစ်လိုက်ပါတယ်ဘယင်အဲ့ဒီအကြောင်းကြားတဲ့အခါသူအသက်ကိုစွန့်ပြီးမင်းထဲကိုပြေးဝင်ကဒံပီကိုကယ်ထုတ်ခဲ့ပါတယ်နောက်တစ်နေ့မှာဘယင်ကသူ့လက်ထောက်ကိုခေါ်ပြီးမနေ့ရကစစ်ဟောင်းကျန်းစာတွေပြောသွားတယ်လို့ပြောပါတယ်ဘရောဟိတ်အကြီးအကဲကိုအဲ့ဒါကိုခိုးယူတယ်လို့ဆွဆွဲလိုက်ပါတယ်ဘယင်ကဘရောဟိတ်ရဲ့အလက်ကိုကင်ပြီးဒီလိုရာဇဝတ်မှုကျွလွန်ပြီးရင်တက်သေးတွေကိုအကုန်ဖျက်ဆီးရမယ်ဆိုတော့ဘယ်သူမှမတင်ပေးဘူးလားလို့မေးပါတယ်အဲ့ဒီနောက်ဒံပီဘက်ကိုလှည့်ပြီးမင်းချလာတဲ့အတန်ကဒါလာလို့မေးပါတယ်သူကကောင်းရိပ်ပြပါတယ်ဒံပီလွယ်အိတ်ထဲကစာအုပ်ကသူ့ကိုဓာတ်ချက်ကနေကာကွယ်ပေးခဲ့တာပါဘယင်ကဒေါသတကြီးနဲ့ဘရောဟိတ်ကိုသူဟာငါ့အတွက်ဘလောက်အရေးပါလဲဆိုတာမင်းသိရတာနဲ့ဘာလို့ဒါကိုလှုပ်တာလဲလို့မေးပါတယ်ဘရောဟိတ်ကအေးဆက်စွာပြန်ဖြေတာကဘာလို့လဲဆိုတော့ဒီဘာသာစကားသိတာပြတ်နှက်သွားရင်လူငယ်တွေကလွတ်လပ်စွာတွေးတောလာနိုင်ကြလိမ့်မယ်အဲ့ဒါကစုပ်ထွေးမှုတွေဖြစ်စေလိမ့်မယ်တိုင်းပြည်ကိုဖျက်ဆီးစေလိမ့်မယ်ကျွန်တော်ကဒီမှာကိုမကြောက်ဘူးအနာဂတ်ကိုဖျက်ဆီးစေမယ်စီမက်ကမ်းမဲ့ဖြစ်လာမှာကိုပဲကြောက်တာလို့ပြောပါတယ်ဘယင်ကမင်းတာဖို့ကြိုးစားရင်တော့ငါကတော့ပြည်သူတွေအတွက်ဒီစာရေးစနစ်ကိုတည်ဆောက်ရမှာပဲငါကသူတို့ရဲ့အိမ်မက်တွေကိုဖြစ်မြောက်အောင်လုပ်ပေးတဲ့သူဖြစ်ရှင်တယ်ငါတို့မမြင်ရတော့မယ့်အနာကငါတို့ဘာမှမသိတဲ့ကဘာအတွက်ငါတို့ကဘာလို့ကြောက်နေရမှာလဲလို့ပြန်ပြောပါတယ်ဒါပေမဲ့ဘရောဟိတ်ကစိတ်မပြောင်းပါဘူးသူတူးထပြီးကျွန်တော်ကိုကွဲမြက်ပြီးဒါကိုအစုပ်သက်ပေးပါလို့တောင်းဆိုပါတယ်မကြခင်မှာကောင်းကင်ကြီးမော်လာပြီးမိုးတွေဆရွာလာပါတံပီဟာမထက်ခွာခင်သူ့တငယ်ချင်းတွေကိုနောက်စောအချိန်လိုက်လံနှုတ်ဆက်ပါတယ်ဘယင်ကအဝိဇ္ဇအထိလိုက်ဖို့ပေးပြရစီလို့တောင်းဆိုပါတယ်သူတို့ကမ်းခြေရောက်တဲ့အထိဘေးရှင်းစင်ရင်လမ်းဆောက်ကြပါတယ်အဲ့ဒီမှာဒံပီဟာသူအရင်ကကြားခဲ့တဲ့ရေအိုင်တဲကိုပဲပြန်ဆင်းသွားပြီးအရင်လိုပဲနှိမ့်ဝင်သွားပါတယ်ခဏကြာမှတော့သူ့ရဲ့ကဘာကိုပြန်ရောက်သွားပါတယ်သူ့ဘေးပတ်ပတ်လက်ကိုကြည့်လိုက်တဲ့အခါစက္ကန့်ပိုင်းပဲကြာသေးတာကိုသိလိုက်ရပါတယ်စာမေးပွဲဖြေဖို့အချက်မိပါသေးတယ်သူစာမေးပွဲခန်းစီအစွမ်းကုန်ပြေးသွားတဲ့အခါသူ့ဆရာမစောင့်နေတာကိုတွေ့လိုက်ရပါတယ်စာမေးပွဲကအခုတင်ပဲစတာပါသူ့နေရာမှာထိုင်ပြီးစာမေးပွဲဖြေလိုက်ပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာအိမ်ပြန်ရတော့သူ့အမေကစောင့်နေပါတယ်သူ့အမေဖြစ်သူကိုပြေးဖက်လိုက်ပြီးဒံပီရဲ့အရရတိုင်းပြောင်းလဲသွားပါပြီသူအပြုတ်မူသူ့ရဲ့ဆုတော့အရရတိုင်းဟာခရီးစဉ်အပြီးမှာပြောင်းလဲသွားပါတယ်သူဟာသူ့ဘေးနားကလူတွေနဲ့အရာဥထုတွေကိုပို့ပြီးတမိုးထားတက်လာပါတယ်လအနေငယ်ကြာသွားပါတယ်ဒီနေ့မှာသူကျောင်းကထွက်လာချိန်ကောင်းကင်ကြီးဖွင့်လာပြီးမိုးတွေထက်ရွာလာပါတယ်ရုတ်တရက်တဆုပ်တယောက်ကသူ့ကောင်းပေါ်မှာထီလာမိုးပေးပါတယ်သူမော့ကြည့်လိုက်တဲ့အခါအရန်ရင်းနှင်းနေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်သူဟာပရင်ကြီးနဲ့တပုံစံတဲတူနေတာပါဒါပေမဲ့သူကပြောပြီးကျွန်တော်တို့ဟိုးအရင်ကပတ်စကားပေါ်မှာစုပ်ဘူးတယ်လေမင်းထီချန်ခဲ့တာလို့ပြောလိုက်ပါတယ်အဲ့ဒီမှာတင်ဆက်လန်းပြီးဆုံးသွားပါတယ်အစုပ်ထိကျေးဇူးပေးလို့ကျေးဇူးတင်ပါတယ်